သူတို့ဘက်ကနေပြီးတော့ကိုနေဘုံလက်ကနေပြီးတော့ဒါမဟုတ်ပါဘူးဆိုပြီးတော့ညှင်းဆိုထားတာရှိတယ်ပေါ့ဒီကိစ္စတွေကိုစီစဉ်နေတဲ့သူတွေရဲ့အတိအကျအထောက်ထားတွေကိုပြောနိုင်မယ်ဆိုလို့ရှိရင်သူတို့အဲ့ဒီပုံကိုယ်တွေကိုအေးအေးယူမလားလက်နက်ကင်ပြိပခဖန်တီးတဲ့လူတွေနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်မျိုးသူတို့ပေးမလားကျွန်တော်တို့ထောက်ထားပြမယ်လက်ရှိလဲ BNI ရဲ့ရင်းတုံး area ပတ်ဝန်းကျင်မှာသူတို့ UDP တက်ဖြန့်ထားတယ်အကြောင်းပြချက်ကပါလဲ BNI ကဓမြမှုလားသခိုးမှုလားသို့မဟုတ်မရိမှုလားလူထုကိုအနိုင်ကျင့်တဲ့ကိစ္စလားဘာမှအကြောင်းအရာမပါဘူးဒီ MOD ရဲ့အောက်မှာတင်ကိုဒါကမဖြစ်တဲ့ကိစ္စဆိုပြီးတော့ဒီအမိန့်ကိုစန့်ကျင်ညှင်းဆိုကြတဲ့အဖွဲ့တွေရှိတယ်ဥမာမပါတဲ့အဖွဲ့တွေရှိတယ်သူတို့အဖွဲ့တွေအခုရှေ့တိုးလာနေတယ်ကျွန်တော်တို့ရဲဘော်တွေကတော့စပြီးကြီးမပေါက်ဖို့ညွှန်ကြားထားတာရှိတယ်ဒါပေမဲ့ဟုတ်ကဲ့ဘုံနဂါတို့ BNR တွေကဒီဇန်နဝါရီလ10ရက်နေ့မှာအခုပြည်သူလူထုတို့အတိပေးကြေညာခြင်းဆိုတဲ့ထုတ်ပြန်ချက်ကျွန်တော်တွေ့ပါတယ်အဲ့ဒီမှာဒီအောက်ခြေပေါ့နော် NUG MOD တက်တွေကဘုံနဂါတို့ BNR တွေကိုတိုက်ခိုက်ဖို့ပေါ့လေအစဉ်စဉ်ရှုပ်ဝက်ညွှန်ကြားတယ်လို့ပေါ်ပြထားပါတယ်ဆိုဒါနဲ့ပတ်သက်ပြီးတော့ခုခံသွားမယ်လို့လည်းဆိုပါတယ်အဲ့တော့ဒီလိုဖြစ်ရတာဘာကြောင့်လဲဘလို့အစဉ်စဉ်ညွှန်ကြားချက်ကိုရထားလဲပေါ့နော်ဆိုဘာတွေသိထားလဲအဲ့ဒါလေးအရင်ဆုံးရှင်းပြပေးပါဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီသတင်းပေးတဲ့သူနဲ့ဒီအစည်းအဝေးတွေကနေပြီးတော့ကြားရတဲ့ဒီအတန်တွေအရာတော့ကျွန်တော်တို့သိရတာတော့ KI အဆင့်ထိကတော့ဒေကြပေါက်ပါတာပေါ့ KI ကကိုကေးတာဝန်ခံကိုစွမ်းသူမောင်ပေါ့နော်စောစောကာလာလေးက KI အဆင့်ကိုကေးလို့သိရတယ်လို့အခု9 KI တာဝန်ခံအဆင့်ထိရောက်သွားပြီလို့လည်းကြားတာပေါ့သူပါတယ်ဒီကိစ္စစီစဉ်တဲ့ကိစ္စမှာနောက်ကာလုံတာဝန်ယူထားတဲ့တင်ငိမ့်ဆိုတဲ့သူလည်းပါတယ်အဲ့မှာတရဲမှုတွေကိုခေါ်ပြီးတော့သူတို့ရဲ့ဒီအစင်းစင်းညွှန်ကြားမှုနဲ့ဒီဟာကိုတိုက်ဖို့စီစဉ်တဲ့အခါမှာတချို့တရဲမှုတွေကလက်မခံဘူးလက်မခံတဲ့အခါမှာဒါလက်မခံလို့မရဘူးဒါအမိန်နဲ့လာတာဖြစ်တဲ့အတွက်ပါကိုပါရမယ်ဆိုတော့ဒီဟာကရိုးရှင်းပါတယ်အောက်ခြေတင်လုံရဲတဲ့ကိစ္စမျိုးမဟုတ်ဘူးလေပြီးတော့ COC လို့သွန်သွန်ပြောနေတဲ့အဖွဲ့အစည်းတစ်ခုရဲ့KI အဆင့်ထိပါနေတဲ့ဒီလက်နက်ကင်ကိစ္စမှာဒါကခုနပြောသလိုပေါ့နော်အောက်ခြေတင်စီစဉ်လှုပ်ဆောင်တဲ့ကိစ္စမျိုးကလုံးဝမဖြစ်နိုင်ပါဘူးဒါပေမဲ့အကြောင်းပြချက်ကပါလဲ BNI ကဓမြမှုလားသခိုးမှုလားသို့မဟုတ်မရိမှုလားလူထုကိုအနိုင်ကျင့်တဲ့ကိစ္စလားဘာမှအကြောင်းအရာမပါဘူးအဲ့လိုဖြစ်နေတယ်ဘုံနဂါတို့တိုက်ဖို့အခုလိုအစည်းအဝေးလုပ်တယ်ဆိုတာတက်သေးတာရကအချက်လက်ရထားတယ်ပေါ့အဲ့လိုပြောရင်မှန်မလားအဲ့ဒါအတိအကျပါပဲတက်သေးအချက်လက်ကျွန်တော်တို့မှာရှိထားပါတယ်အခုလောလောဆယ်သူတို့ဘက်ကနေပြီးတော့ကိုနေဘုံလက်ကနေပြီးတော့ဒါမဟုတ်ပါဘူးဆိုပြီးတော့ညှင်းဆိုထားတာရှိတယ်ပေါ့မဟုတ်ပါဘူးဆိုတဲ့ကိစ္စညှင်းဆိုမယ်ဆိုလို့ရှိရင်ဒီကိစ္စတွေကိုစီစဉ်နေတဲ့သူတွေရဲ့အတိအကျအထောက်ထားတွေကိုပြောနိုင်မယ်ဆိုလို့ရှိရင်သူတို့အဲ့ဒီပုံကိုယ်တွေကိုအေးအေးယူမလားဟိုရဲ့ကွန်ပျူတာမပါဘဲနဲ့ဒီမှာ KI အဆင့်နဲ့မြို့နယ်အဆင့်တွေတင်လုပ်တယ်ဆိုပြီးတော့ဒီကိစ္စတွေကိုအေးအေးယူမလားပေါ့ယူမယ်ဆိုရင်လည်းတခုတော့ရှိတာပေါ့နော်ယာရုကဖယ်ပြီးတော့အေးအေးယူထားပါတယ်ဆိုတာလောက်နေမပြီးဘဲနဲ့ဒီလိုမျိုးဒေါ်လာရေးကိုအကြီးတန်းနေတဲ့လက်နက်ကင်ပြိပခဖန်တီးတဲ့လူတွေနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်မျိုးသူတို့ပေးမလားကျွန်တော်တို့ထောက်ထားပြမယ်လက်ရှိလဲ BNI ရဲ့ရင်းတုံး area ပတ်ဝန်းကျင်မှာသူတို့ UDP တက်ဖြန့်ထားတယ်ဟုတ်ကဲ့အဲ့တော့ခရိုင်စင်ကုနာအထောက်ထားတွေရထားတယ်အဲ့တော့ဒါကဟိုဘဟိုဟနေပြီးတော့ MOD ဝန်ကြီးဌာနအဆင့်ပေါ့နော်အဲ့ဒီကလာတယ်လို့ဘယ်လိုမျိုးယူဆနိုင်မလဲအခုကဘုံနဂါပြောပြချက်ရဆိုအထောက်ထားအောက်ခရိုင်စင်မှာနေဖြစ်နေတာလေအဲ့ဒါကိုဟုတ်ကဲ့ဒီကိစ္စတွေအထိတော့ကျွန်တော်တို့ကလိုက်လံစုံစမ်းဖို့ခက်ပါတယ်ကျွန်တော်ခုနပြောသလိုပေါ့နော် COC ကိုတွန်တွန်ပြောနေတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဒီအောက်ခြေတင်ဒီလိုစီမံဆောင်ရွက်ရဲမလားပေါ့ဒါကကျွန်တော်တို့ဆက်သွေးလို့ရတယ်နောက်တစ်ခု2024မှာပြောခဲ့သလိုပေါ့ကျွန်တော်တို့ BNI ရင်းတစ်ကို2024မှာ KI ရင်းတွေလာဝိုင်းပြီးတော့တိုက်ဖူးတယ်အဲ့ဒီချိန်ထိရောကျွန်တော်တို့ဒီအရင်ပြဿနာတွေမှာရောကျွန်တော်တို့ဥယျာဉ်မွန်တို့ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဒီကိစ္စတွေဖြေရှင်းဖို့ဆွေးနွေးဖို့ဒီပြဿနာတွေမဖြစ်ဖို့ကျွန်တော်တို့ပြောဆိုခဲ့တယ်ရုံးစာနဲ့လည်းဒီကာကွယ်ရေးဝန်ကြီးဌာနထံကိုကျွန်တော်တို့ရုံးစာနဲ့လည်းဓာတ်ရိုက်ပေးဖို့တယ်ဒါပေမဲ့မှတ်ရပေါ့ကျွန်တော်တို့နောက်ဆုံးဆက်သွယ်ခဲ့တဲ့ကိစ္စမှာဒီလောက်ကြီးတဲ့လက်နက်ကင်ပြိပခပေါ့ဒီလိုမျိုးတိုင်ရင်တစ်ခုကိုဒီလို KI ရင်းတွေလာဝိုင်းနေတယ်ဒီကိစ္စတွေကျွန်တော်တို့လက်နက်နဲ့ပြိပခဖြစ်ရင်အကြီးတန်းတယ်ဒါကိုကျွန်တော်တို့ဖြည့်ရှင်းဖို့လိုမယ်ဆိုပြီးဆက်သွယ်တာတောင်မှ
လက်မှတ်လေးတင်ထောင်ပြပြီးတော့ဘာအကြောင်းမှမပြောင်းဒီလက်မှတ်ထောင်ပြတဲ့ကိစ္စကဘာသဘောလဲပေါ့နော်react လက်မှတ် react လေးပဲပေးပြီးတော့ဘာမှဖြစ်ရှင်းတာမလုပ်ဘူးဆိုတော့ကျွန်တော်တို့ကဆက်ဆက်စဉ်းစားလို့ရတာတွေအများကြီးရှိပါတယ်ပြဿနာဖြစ်တိုင်းလဲဘယ်တော့မှသူတို့ခေါင်းခံတာမရှိဘူးဖြစ်ရှင်းတာမရှိဘူးအဲ့တော့ပြဿနာဖြစ်တိုင်းခေါင်းခံတာမရှိဘူးဖြစ်ရှင်းတာမရှိဘူးဆိုကြတဲ့ကွာဒီပြဿနာတွေကဖြစ်ရှင်းစရာမလိုဘူးဒါငါတို့သိပြီးသားဆိုတဲ့အဓိပ္ပာယ်မျိုးပါအဲ့တော့အခုလိုကျင်ညာချက်ထုတ်မဲ့စာအခုတစ်ခါရောအဲ့လိုဝန်ကြီးဦးရင်မွန်ကိုအကြောင်းကြားပြီးတော့ညှိနှိုင်းတာဆွေးနွေးတာမျိုးရောမလုပ်ဘူးလားကျွန်တော်တို့အနေနဲ့တော့အဲ့ဒီကိစ္စတွေကိုစိတ်ကုံသွားခဲ့ပြီဘာဖြစ်လို့လဲရှေ့မှာကျွန်တော်တို့3-4ချိန်မကဘူးဒီလိုမျိုးဆက်သွယ်ဖြစ်ရှင်းမှုစ조사ခဲ့တယ်လူကိုယ်တိုင်လည်းတွားရောက်သိဆုံခဲ့တာတွေရှိတယ်ဒီလိုပြဿနာတွေချုပ်ငြိမ်းနိုင်မှုဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဂရိမတည်ဘူးဆိုတော့အဲ့ဒီလူတွေကိုကျွန်တော်တို့ဘာမှဒီပေးနေကြလည်းမလို့ဖြစ်ရှင်းခိုင်းရင်လည်းထူးခြားလာမှာမရှိဘူးအဲ့တော့ကျွန်တော်တို့လူထုကိုပဲပုံမှန်လင်းလင်းဒီပေးထားလိုက်တယ်ကျွန်တော်တို့ဘက်ကတော့သွားပြီးတော့တိုက်မှာမဟုတ်ဘူးကျွန်တော်တို့နေတဲ့နေရာတွေကျွန်တော်တို့နေမြဲနေရာတွေမှာပဲကျွန်တော်တို့ပြင်ဆင်ထားတယ်အဲသူတို့ဖွဲ့တွေအခုရှေ့တိုးလာနေတယ်ကျွန်တော်တို့ရဲဘော်တွေကတော့စပြီးကြီးမပေါက်ဖို့ညွှန်ကြားထားတာရှိတယ်ဒါပေမဲ့ဒီလိုမျိုးပြစ်ခတ်လာပြီဆိုရင်တော့အစွမ်းကုန်တုံ့ပြန်ရင်ဆိုင်ဖို့ကျွန်တော်တို့ညွှန်ကြားထားတာတော့ရှိတယ်အခုနပြောတဲ့သူတို့ကိုတော့ကျွန်တော်တို့ဖြစ်ရှင်းဖို့ဆက်သွယ်မှာမဟုတ်တော့ဘူးကျွန်တော်တို့မဆက်သွယ်သည့်တိုင်ဒီကိစ္စကသူတို့လည်းဒီလောက်ဆိုရင်သူတို့မသိပါဘူးဆိုရင်တော့မှဒီလောက်ဆိုရင်သူတို့သိနေပြီသိပြီဆိုတော့သူတို့တက်တွေကိုပြန်ဆုတ်ခိုင်းလိုက်တာနဲ့ဒီပြဿနာဖြစ်လာမှာမဟုတ်အဲ့တော့ရတဲ့အထောက်ထားတွေကဆိုရင်ဘုံနဂါးတို့အခုလိုတိုက်မယ်ဆိုတာဘာကြောင့်လဲဘလို့အကြောင်းကြောင့်လဲစသည်ဖြင့်အဲ့ဒီလိုအချက်လက်တွေရောသိရလားကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ဒီမှာအဲ့ဒီလိုမျိုးစစ်ရေးအရာသူတို့ဖြည့်ရှင်းရလောက်အောင်အပြစ်တစုံတရာလောက်ထားလည်းမရှိဘူးအဲ့လိုစစ်ရေးအရာဖြည့်ရှင်းရလောက်အောင်အပြစ်တစုံတရာဆိုတာမျိုးမဆိုထားနဲ့ကျွန်တော်တို့အနေနဲ့ဒီမှာမြေပြင်တော်လိုင်းတပ်တွေမှာကြားရလေရှိတဲ့ဒီမရိမှုလူသားမှုဓမြမှုပြည်သူပေါ်ဖိနှိပ်နိုင်ခြင်းမှုအာရမငွေတောင်းခံမှုစသဖြင့်ဒီလိုကိစ္စတွေမျိုးတောင်ကျွန်တော်တို့တပ်ဖွဲ့တွေမှာရှိလည်းမထားဘူးအဲ့တော့ဘာအကြောင်းပြချက်ကြောင့်တိုက်ရမယ်ဆိုတာမျိုးလဲအဲ့ဒီမှာမပါဘူးမပါဘဲနဲ့ဒီလိုမျိုး BNI ကိုတိုက်ရမယ်ဆိုပြီးတော့အင်အားစုတာလောက်ပဲကျွန်တော်တို့သတင်းကတော့ရထားတာရှိတယ်အဲ့ဒါကတော့လုံးဝအတိအကျသိကြတယ်အခုအင်အားစုတဲ့အနေထားပဲလားဟိုဘုံနဂါးတို့စခန်းသားထိပါကတ်လာပြီလားစသည်ဖြင့်လှုပ်ရှားမှုတွေရှိနေအဲ့ဒီစခန်း area ပတ်ဝန်းကျင်တွေကိုသူတို့ဖြန့်ကျက်နေရယူနေပြီပေါ့ဒါပေမဲ့လုံးဝအနိစ္စစီတော့မရောက်သေးဘူးအဲ့တော့တခုရှိတာကပြီးခဲ့တဲ့မကြသေးခင်ကဘိုးနဂါးတို့ကဒီတစ်နဲ့ပတ်သက်တဲ့တယံဇာတတွေတစ်ထုတ်လုပ်မှုတွေကိုလုံးဝဒီ area မှာဟိုကာကွယ်စောင့်ရှောက်တော့မယ်ဘယ်သူမှပေးမခုတ်ဘူးပေါ့နော်မထုတ်ဘူးလို့ကြေညာတယ်ဘလို့အခြေအနေပဲဖြစ်ဖြစ်ကာကွယ်သွားမယ်လို့ပြောထားတယ်အဲ့ဒါနဲ့ရောတစုံတရာပတ်သက်မယ်လို့ထင်လားဗျအဲ့ဒါနဲ့ပတ်သက်မယ်ဆိုရင်လည်းတရားဝင်စာထုတ်ပြီးကျွန်တော်တို့လိုပဲသူတို့ဖြည့်ရှင်းလေဒါမှမဟုတ်ရင်တခြားနည်းနဲ့သူတို့ဖြည့်ရှင်းလေဒါကကျွန်တော်တို့ကိုကြောင့်ကိုယ်ပဲစီးပြင်ဆင်ရမယ်ကိစ္စမဟုတ်ဘူးဒီကနေ့ဆိုလို့ရှိရင်ကျွန်တော်တို့သိရသလောက်သူတို့တိုက်ရင်နေတဲ့မှာကိုဒါကဒီ MOD ရဲ့အောက်မှာတင်ကိုဒါကမဖြစ်တဲ့ကိစ္စဆိုပြီးတော့ဒီအမိန့်ကိုစန့်ကျင်ညှင်းဆိုကြတဲ့အဖွဲ့တွေရှိတယ်ဥမာမပါတဲ့အဖွဲ့တွေရှိတယ်ဥမာငါတို့ကတော့မပါဘူးဒါပေမဲ့မဖြစ်မနေလိုက်ရမယ်ဆိုတဲ့အမိန့်ကြောင့်လူဘလောက်တော့သူတို့ဝတရားကြီးထည့်လိုက်တယ်ဒါပေမဲ့ငါတို့ရဲဘော်တွေတော့မှာလိုက်တယ်ရှေ့ကတော့မနေဖို့ဆိုတာမျိုးပေါ့တချို့ကလည်းငါတို့ကလုံးဝကိုမလိုက်ဘူးဒီကိစ္စကိုဆွေးနွေးညှိနှိုင်းမယ်ဘာကြောင့်တော့ဆွေးနွေးညှိနှိုင်းမယ်ဆိုလို့ရှိရင်ငါတို့ဟိုပါမယ်အဲ့လိုမဟုတ်ရင်မလိုက်နိုင်ဘူးဆိုပြီးတော့ပြောလိုက်တယ်ဟိုအထက်မှာတော့ကိုနေဘုံလက်ကတော့ညင်းဆိုနေတာပေါ့နော်အောက်မှာတော့သူတို့အောက်ကတပ်ဖွဲ့တွေထဲမှာတော့ဒီဟာကိုတိုက်ဖို့အတင်းကျပ်အမိန်ပေးနေတဲ့သူနဲ့မလိုက်လို့ညင်းဆိုနေတဲ့ပြဿနာတွေဒီကနေ့ဒါရိုးတဲ့ဖြစ်နေဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကဏီမှာ9 black ဖွဲ့ရှိတယ်9 black ဆိုတာဒီဝန်ကြီးဌာနအောက်ကရင်းနေပဲရင်ကိုရင်ပေါင်းပြီးဖွဲ့ထားတာစောကဒီချောင်းမတိုက်ပွဲမှာ BNI နဲ့ပေါင်းပြီးတော့ဒီစစ်ကြောင်းတိုက်လိုက်တဲ့9 black ဖွဲ့ပေါ့သူတို့ကဆိုရင်ပေါ်ပေါ်တင်တင်ဒါလှမ်းပြောလာတယ်ငါတို့ကတော့လက်မခံဘူးငါတို့ကိုလည်းလာပြီးတော့သူတို့မိန်ပေးတယ်ဒီဟာကိုလုပ်ဖို့ပေါ့ဆွေးနွေးညှိနှိုင်းဖို့ဆိုရင်ကျွန်တော်တို့လိုက်ပါဆောင်ရွက်မယ်ဒီလိုမျိုးကိစ္စကတော့ကျွန်တော်မလိုက်နိုင်ဘူးဆိုပြီးတော့ညှင်းထားတယ်ဆိုတဲ့အကြောင်းဒါအဲ့ဒါတွေလည်းသိရတယ်အဲ့ဒီ9 black ထဲကဘယ်သူကဒီလိုပြောတယ်ဆိုတာတော့ကျွန်တော်တို့ဒီမှာတော့မပြောလို့ဘူးပေါ့ဒါကအထင်ရှားတဲ့သာဓကတစ်ခုကိုကျွန်တော်တို့သက်သေတစ်ခုပြောပြတာပါအဲ့တော့အောက်ခြေအရာရှိတွေအောက်ခြေတပ်မှုတွေအောက်ခြေရဲဘော်တွေကြားမှာရော clash ဖြစ်ဘူးလားထိတ်တိုက်တွေ့မှုတွေတစုံတရာပေါ့နော်ဟိုလူမှုရေးကိစ္စပဲဖြစ်ဖြစ်
အဲ့ဒီလိုမျိုးလောလောဆယ်ရှိထားလားအဲ့ဒါလေးနဲ့ရောဆက်နိုင်လား အဲ့ဒါကတော့ဟိုးရှိကလေး NUG ကကျွန်တော်တို့ BNI ပေါ်မှာဘယ်လိုမျိုးလုပ်နေတယ်ဆိုတာကကိုသက်တွင်းနိုင်တို့လိုသတင်းမီဒီယာသမားတယောက်အနေနဲ့လည်းဒါတွေကကောင်းကောင်းသိပြီးသားကိစ္စတွေတော့ဖြစ်ပါတယ်ဒါပေမဲ့လက်တလောတော့အဲ့ဒီလိုမျိုးလက်နက်နဲ့ဒေါ်လာရေးကိုဒီလိုရုပ်ပြဆင်းချက်ဖြစ်စေလောက်အောင်လက်နက်နဲ့စီစဉ်လာတဲ့အနေထားပေါ့အစိုးရရဲ့ဝန်ကြီးဌာနတရက်အောက်က COC လိုက်နာပါတယ်ဆိုတဲ့အဖွဲ့အစည်းတွေကကျွန်တော်တို့တရက်လောက်လက်ရှိ KI ဆင့်ထိတောင်ပါပြီးတော့စီစဉ်နေတဲ့အနေထားဖြစ်ရလောက်အောင်တော့ဘာပြဿနာမှရှိမထားဘူးလို့ပြောလို့ရတယ်တခြားဒီမှာဖြစ်တဲ့ပြဿနာလေးတွေရှိထားဘူးလားဆိုတဲ့နေရာမှာတော့ခုနကကိုသက်တွင်းနိုင်ကိုကျွန်တော်ပြောလိုက်တယ်လို့ပေါ့နော် NUG နဲ့ကျွန်တော်တို့ရဲ့ဒီအခြေအနေတွေကိုတော့ဒါအများသိပြီးသားဖြစ်တယ်ပေါ့အဲ့တော့ကြီးညာချက်မှာပါတဲ့ပလဲမြို့နယ်ကာလုံတာဝန်ရှိသူတစ်ငိမ့်ပေါ့နော်သူကလည်းဒီ season နဲ့တည်းပါတယ်ပြောတယ်ဆိုတော့ဒီသူကအရင်တော့ MRDA ပေါ့နော်ဒီငကားတက်ဖွဲ့တုန်းကတာဝန်ရှိတဲ့သူဆိုပေါ်ပြတာပါတယ်သူနဲ့ပတ်သက်ပြီးတော့တစုံတရာမကြေလည်မှုတွေဆက်ရှိနေတာမျိုးရောရှိနေလားကျွန်တော်တို့ဘက်ကတော့မကြေလည်မှုဆိုတာမျိုးဒီကိစ္စကိုတည်တံ့ပုံကိုရေးအစွဲနဲ့ထားပြီးမလုပ်ပါဘူးအသိငိမ့်ဆိုတာကMRDA ကဆိုတာထက်ကိုပဲကျွန်တော် PPDF မှာတော့ကလေးကကျွန်တော်စီကိုဆက်သွယ်ပြီးရောက်လာတာဖြစ်တယ်နည်းနည်းတော့ထူးဆန်းတယ်သူဘယ်ကနေရောက်လာလဲဆိုတော့ဒီပလဲဒီဘာဖအခုလက်ရှိတာဝန်ကိုစောထက်တို့ရဲ့အုပ်စုတွေကနေကွဲထွက်လာတာပေါ့သူတို့နဲ့သဘောထားမတိုက်ဆိုင်လို့ဘုန်းကားရဲ့အောက်မှာသူ့ကိုရဲဘော်ဖြစ်နေလက်ခံပေးပါဆိုပြီးရောက်လာတယ်ရောက်လာပြီးတော့အတိုင်းအတာတစ်ခုထိကြိုးစားအားထုတ်မှုလေးတွေရှိတော့သူ့ကိုနေရာပေးခဲ့တယ်နောက်ပိုင်းမှာတရဲမှုရာတို့ထိရခဲ့တယ်ပေါ့အဲ့ဒီကနေပြီးတော့ NUG ကို2022မှာကျွန်တော်တို့ကတရင်၄ရင်ပေးလိုက်တယ်ပေါ့တရင်၄ရင်ပေးလိုက်တဲ့ထဲမှာသူလည်းပါသွားတယ်ဒါပေမဲ့ကျွန်တော်တို့ NUG ကိုအဲ့လိုမျိုးကြိုးဆိုခဲ့ပေမဲ့ NUG နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကအဲ့2022နောက်ပိုင်းမှာလည်းပြည်လည်ခဲ့တာမရှိဘူးအမှ2023မှာဥယျာဉ်မွန်နဲ့သွားတွေ့ပြီးတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ရေးတွေဆွေးနွေးပေမဲ့လည်းဂရိမတည်ခဲ့ဘူးဒီဟာတွေနဲ့ပတ်သက်ပြီးဆွေးနွေးချက်တွေကိုတောင်မှမီဒီယာမှာပြောင်ပြောင်ညင်းခဲ့တာတွေရှိတယ်ပေါ့အဲ့လိုပြီးတဲ့နောက်မှာကျွန်တော်တို့ကတော့ဘာပဲဖြစ်ဖြစ် BNI ကိုဖွဲ့လိုက်တဲ့အခါမှာသူတို့ကအစီအစဉ်တကြားနဲ့လှုပ်ဆောင်လာတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့က2020မှာကျွန်တော်အပ်ထားခဲ့တဲ့တရင်လေးရင်ကိုပြန်ထုတ်လိုက်ပါတယ်ဆိုပြီးတော့ထုတ်လိုက်တာအဲ့လိုထုတ်လိုက်တဲ့အချိန်မှာကျွန်တော်ကတော့အမှန်တကယ်ထုတ်တယ်ထင်လို့ဒီတရင်လေးရင်ကိုပြန်ခေါ်ပြီးတော့ကျွန်တော် BNI မှာတာဝန်ထမ်းဖို့ပြန်လည်နေရာချထားပေးတဲ့အချိန်မှာလက်နက်ကြီးပေါ့ကျွန်တော်တို့ဒီ AA ကန်းလို့ဆက်လက်အကြီးနဲ့သူတို့တက်ဆင်ပေးထားတဲ့လက်နက်ငယ်300ကျော်နောက်ခဲယမ်းတွေအခိုးထုတ်ဖို့စီစဉ်တယ်အဲ့ဒီတရင်လေးရင်ခုနအဲ့ဒီတင်ငိမ့်အပါဝင်ပေါ့ခိုးထုတ်ဖို့စီစဉ်တယ်စီစဉ်တဲ့အချိန်မှာလဲကျွန်တော်တို့ NUG တွေကဝန်ကြီးဌာနတစ်ခုကကျွန်တော်တို့ညီကိုလိုချစ်တဲ့လူတယောက်ရှိတယ်အခုလဲလူရှိနေသေးပါပဲသူကနေပြီးတော့လှမ်းပြီးသတင်းပေးတဲ့အခါမှာကျွန်တော်ကစတော့အဲ့ဒီလိုမျိုးမယုံဘူးနောက်ပိုင်းမှာကျွန်တော်လက်နက်ကိုတောင်တွေကိုသွားပြီးစစ်ခိုင်းတဲ့အခါကျတော့လက်နက်တွေကမရှိတော့ဘူးအဲ့ဒီဆက်လက်အကြီးကြီးပါတော့ပျောက်နေတယ်ဆိုတော့သူတို့ဥတီတဲ့လမ်းကြောင်းတောင်ကုန်းကိုကျွန်တော်တို့ကအောက်ကတက်ရင်အားနဲ့ဝိုင်းလိုက်တယ်တက်ရင်အားနဲ့ဝိုင်းပြီး3ရက်လောက်ကြာတယ်ပိတ်ဆို့ထားတဲ့အခါမှာတော့နောက်ပိုင်းတချို့ထွက်လာတဲ့လူကထွက်လာပြီးတော့ကျွန်တော်တို့ကိုတောင်းပန်တယ်ရဲဘော်တချို့ပေါ့နော်နောက်ပိုင်းမှာသူတို့ဘယ်လိုမှအဆင်မပြေတော့အဲ့ဒီလက်နက်တွေကိုကျွန်တော်တို့ကိုပြန်အပ်တယ်အဲ့ဒီမှာဖုန်းကြီးတွေနဲ့တချို့ဒေသအကြီးကဲတွေကကြားကနေဖြန့်ပြပေးတဲ့အခါကျတော့ကျွန်တော်တို့သူတို့ကိုဒီတိုင်းပဲပြန်လွှတ်ပေးလိုက်တယ်လက်နက်တွေကတော့ကျွန်တော်တို့အကုန်ပြန်သိမ်းထားလိုက်တယ်အဲ့ဒီမှာအဲ့ဒီလက်ရင်လေးရင်က NUG အောက်ကိုပြန်ရောက်သွားတယ်အဲ့ဒီခုနကပြောတဲ့ပါဖတာဝန်ကိုစောထက်တို့အုပ်စုတွေကနေခွဲထွက်လာပြီးတော့ကျွန်တော်အောက်မှာရဲဘော်အဖြစ်လက်ခံပေးပါဆိုတဲ့တင်ကြီးပေါ့အဲ့တရင်လေးရင်ထဲမှာဥဆောင်နေသူကတော့ခု MOD တဲ့ကိုဒီလက်နက်တွေတဲ့ထုတ်ဖို့လုပ်ပေမဲ့မအောင်မြင်ပေမဲ့ပြန်ရောက်သွားတယ်ပေါ့နော်ပြန်ရောက်သွားပြီးတဲ့နောက်မှာတော့သူကအခုလက်ရှိကာလုံတာဝန်ပြတဲ့အထိယာတို့ကတော့အစဉ်စဉ်တိုးသွားတယ်လို့ကျွန်တော်သိထားရတယ်အခုကိစ္စမှာလည်းသူနဲ့အခုလက်ရှိ9ခရိုင်ကိုကေးမှုလို့သိရတယ်ဒါကတော့ကျွန်တော်တို့ကတရားဝင်လက်ရှိသိထားရတဲ့တရားဝင်လက်ရှိအများသိတာတော့ခရိုင်ကိုကေးပေါ့နော်ကျွန်တော်တို့အတွန်းကနေပြန်သိရတာတော့9ခရိုင်ကိုကေးအဖြစ်နဲ့ဒီယာတို့တို့ထားတဲ့စွမ်းသူမောင်ပေါ့စွမ်းသူမောင်နဲ့တင်ငိမ့်နဲ့ပေါင်းပြီးတော့ဥဆောင်စီစဉ်တာပေါ့နော်သူတို့ကလည်းသူတို့နောက်ကအမိန့်ကိုတော့ကျွန်တော်တို့ကခြေရခံဖို့ခက်တယ်အဲ့တော့အခုသူတို့စီစဉ်တဲ့သူတို့2ယောက်နဲ့အဆက်အသွယ်ဓာတ်ရိုက် hotline တွေပါရှိလားပေါ့ငကားတို့နဲ့အဆက်အသွယ်မရှိတဲ့အနေထားလားတင်ငိမ့်နဲ့ကတော့မရှိတော့ဘူးလေကျွန်တော်တို့ဒီအဖွဲ့ကိုသစ္စာဖောက်သွားပြီးကြတဲ့လုံးဝကျွန်တော်တို့ကယတိပြအဆက်အသွယ်ဖြတ်ထားတယ်ဒီစွမ်းသူမောင်ကကြတော့ရှင်းပြောရရင်ကျွန်တော်တို့ညီကိုဆက်ဆံရေးရှိတယ်ဗျညီကိုဆက်ဆံရေးကပဲအထိရှိလဲဆိုတော့ကျွန်တော်တို့ဒီ
2024အထိပြောပါတော့ဒီ NUG နဲ့အစင်မပြေတဲ့အချိန်မှာဒီဘိုစွမ်းသူမောင်တို့ရဲ့ post တွေလည်းဒါကိုသာတွင်းနိုင်တော့တွေ့မှာပဲလေ NUG နဲ့အစင်မပြေတဲ့အချိန်မှာကျွန်တော်တို့ BNRA နဲ့ဒီအဆက်အသွယ်ပြီးတော့ဆောင်ရွက်လာတာတွေရှိတယ်သူဖိတ်လို့ကျွန်တော်ကိုယ်တိုင်သူ့ area ကိုလိုက်ပြီးတော့ကျွန်တော်ဟောပြောပွဲတွေလုပ်ပေးခဲ့ရတာတွေရှိတယ်လက်နက်ခဲယမ်းအကူအညီစသဖြင့်ပေါ့ BNRA ကအတက်နိုင်ဆုံးကျွန်တော်တို့ညဝေသုံးဆွဲသွားဖို့နဲ့အတူတူလက်တွဲလှုပ်ဆောင်ဖို့ညီကိုဆက်ဆံရေးတည်ဆောက်ဖို့ကျွန်တော်တို့ဂရိကဝတ်တွေနဲ့စကားပြောခဲ့တာတွေတောင်ရှိတယ်အဲ့ဒီသတင်းချပြီးတဲ့နောက်မှာတော့ MOD ကစွမ်းသူမောင်ကိုခေါ်ယူပြီးတော့နည်းနည်းပို့ပြီးကြက်မှတ်လိုက်တယ်လို့သိရတယ်အဲ့ဒီနောက်မှာတော့အရန်ကြီးတော့ပြောင်းလဲမသွားသေးဘူးသူ့ပုံစံဒါပေမဲ့ပြီးခဲ့တဲ့ကာလာလေးကသူခရိုင်ကိုကဲရေးတာဝန်ရသွားပြီးတဲ့နောက်မှာလုံးလုံးရရအဆက်ဆံရေးကသူ့ဘက်ကရုပ်ချီပြောင်းလဲသွားတဲ့အနေထားတော့တွေ့ရတယ်အဲ့တော့သူကကျွန်တော်တို့ကလုံးဝအဆက်အသွယ်မရှိတာမဟုတ်ပြီးခဲ့တဲ့ရက်လေးကကိုကျွန်တော်နဲ့သူနဲ့စကားပြောခဲ့သေးတယ်အဲ့တော့အခုဒီလိုအဆက်အသွယ်ရှိတဲ့အတွက်ဒီလိုအခြေအနေတွေသိရတယ်ဆိုတဲ့အကြောင်းသူနဲ့သူ့ကိုသတင်းပေးပြီးတော့ညှိနှိုင်းမှုအဲ့လိုဆောင်ရွက်ဖို့ရောစီစဉ်ထားတာရှိလား reply မပြန်တော့အဲ့တော့ဘိုးနဂါတို့ရဲ့အခုဒီဖြစ်နေတဲ့ကိစ္စပေါ်မှာနောက်ဆုံးစဉ်းစားချက်ဆုံးဖြတ်ချက်ကဘာလို့ပြောနိုင်မလဲအထုတ်ပြန်ထားတဲ့အတိုင်းပါပဲကျွန်တော်တို့ကတော့ဒီဒေါ်လာရင်းမှာအခုချိန်ထိကျွန်တော်တို့ကလက်နက်ကင်ပြီးတော့ဖြည့်ရှင်းတဲ့ပြဿနာမရှိဘူးသေးဘူး2024မှာ NUG ခရိုင်ရင်းတွေ MOD ခရိုင်ရင်းတွေလာတိုက်တုန်းကလည်းကျွန်တော်တို့ကအတက်နိုင်ဆုံးကြီးမပေါက်အောင်နီးကိုပဲစဉ်းစားပြီးတော့ကျွန်တော်တို့ဖမ်းမိတဲ့လူတွေကိုဒီတိုင်းပဲကျွန်တော်တို့ဆုံးမပြီးတော့ဒီတိုင်းပဲပြန်အပ်ပေးလိုက်တာရိုင်းနဲ့နှိပ်စက်တာတော့မရှိဘူးအဲ့အဖမ်းခံလိုက်ရတဲ့ရဲဘော်တွေသူတို့ကိုယ်တိုင်သိတယ်အခုလည်းကျွန်တော်တို့ဘက်ကတော့ဒါဒီလိုမျိုးစည်းကမ်းမဲ့တဲ့လက်နက်ကင်လို့ရမျိုးကိုကျွန်တော်တို့ဘက်ကတော့စတာမရှိဘူးသူတို့ကအခုစလာပြီဆိုရင်တော့အခုတစ်ချိန်မှာတော့ကျွန်တော်တို့ကဒီပြပြသားသားရင်ဆိုင်တုံ့ပြန်ဖို့ပေါ့အခုလည်းဒီအရင်သုံးကိုညွှန်ကြားထားပြီးဖြစ်တယ်လုံးဝကိုဘက်ကတော့ကြည်စားမပေါက်သေးနဲ့ဒါပေမဲ့သူတို့ဘက်ကပြစ်ခတ်လာပြီဆိုရင်တော့ကျွန်တော်တို့ကအကောင်းဆုံးရင်ဆိုင်တုံ့ပြန်ဖို့အဆုံးစွန်တိရင်ဆိုင်တုံ့ပြန်ဖို့ဒါကိုတော့ကျွန်တော်တို့တက်တွေကိုသတိဝိရိယထားဖို့နဲ့လုံဆော်ထားတယ်မကြသေးခင်ကဒီ SRA တပ်ပေါင်းစုဖွဲ့တော့ဘိုးနဂါတို့အဖွဲ့ကို NUG ကမပါစေလိုဘူးဆိုပြီးဒါဘိုးနဂါကိုယ်တိုင်ကြားသိရကြောင်းပြောထားတယ်ဆိုတော့အဲ့ဒီလိုဒီတပ်ပေါင်းစု SRA ဖွဲ့တာနဲ့ရောတစုံတရာပတ်သက်ဆက်ဆက်မှုရှိနိုင်မယ်လို့ထင်လားဘိုးနဂါအနေနဲ့ဒါတော့ကျွန်တော်တို့အတိအကျမပြောနိုင်ဘူးအဲ့ဒါလောက်အထိကျတော့မသိဘူးလေ SRA ကိုအကူအညီတောင်းပြီးညှိနှိုင်းမှုတွေပါရောစဉ်းစားဖို့ရှိနိုင်မလားကျွန်တော်တို့အဲ့ဒီကိစ္စတော့ထက်မစဉ်းစားပြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ SRA အနေနဲ့လည်းဒီပြိပခါတွေကြားမှာဝင်ပါခြင်းလားမပါခြင်းလားကျွန်တော်တို့မသိဘူးအဲ့ဒီတော့ရှင်းရှင်းပြောအရက်လို့ပြောရရင်တော့ကျွန်တော်တို့အနေနဲ့သူတို့အာဏာစရာလည်းကောင်းတယ်ပေါ့နော်ဒီကိစ္စတွေကကျွန်တော်တို့ပြောမှမဟုတ်ဘူးလေဒီသည့်အဖွဲ့အစည်းမဆိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါကဂျားဝင်နေဆိုတာထက်ကျွန်တော်တို့ဘက်ကိုပဲဖြစ်စေဟိုဘက်ကိုပဲဖြစ်စေဒါတွေဖြစ်မလာဘူးဒီသူမဆိုလဲပါဝင်လို့ရတာပဲတမင်သက်သက်တော့ကျွန်တော်တို့ဒီဥစ္စာကိုတောင်းဆိုဖို့တော့အစီအစဉ်မရှိဘူးသူတို့အတွက်လည်းအဆင်ပြေမပြေကျွန်တော်တို့မသိနိုင်ဘူးဆိုတော့အဲ့ဒီဟာတွေတော့စဉ်းစားမထားပါဘူးနောက်တစ်ခုက NUG နဲ့ကERO တွေနဲ့ဆက်ဆံမှုတွေရှိနေတယ်လေအဲ့တော့ERO တွေကတဆင့်ပေါ့ဒီကိစ္စဒီလိုဖြစ်နေတယ်ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးရောမစဉ်းစားဘူးလားဘိုးနဂါတို့အနေနဲ့တနက်မပေါက်ဖို့အတွက်ကိုပေါ့နော်အဲ့ဒီကိစ္စကတော့ဒီကျွန်တော်တို့တချို့အဖွဲ့အစည်းတွေကတော့ဒီကိစ္စကို NUG ကိုမေးခွန်းထုတ်ဖို့အစီအစဉ်တွေရှိတဲ့အကြောင်းကျွန်တော်တို့ဆက်ပြီးတော့သိလာရတာတွေရှိတယ်ပေါ့နော်ဒီကနေ့ညပိုင်းမှာပဲဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုတော့လောလောဆယ်မပြောလို့ပါဘူးအဲ့တော့ဒီကျင်ညာချက်ကတော့ပြည်သူလူထုကိုအတိပေးတာပေါ့နော်ဒီကတဆင့်ဘိုးနဂါတို့အနေနဲ့ဒီအခြေအနေမျိုးတွေဖြစ်နေတာကိုတခြား ERO တွေအပါဝင်တော်လိုင်းတပ်ဖွဲ့တွေအကုန်လုံးဗမာပြည်မှာသူတို့အတွက်ကိုတစုံတရာဘယ်လိုမျိုးသတင်းစကားပေးလို့လဲဘိုးနဂါအနေနဲ့ကျွန်တော်တို့ကတိုင်းပြည်ကိုကျွန်တော်တို့ပိုပြီးကောင်းတဲ့အစိုးရတရက်ပိုပြီးကောင်းတဲ့စနစ်တစ်ခုအတွက်ရည်ရွယ်ပြီးတော့တော်လန်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်အဲ့တော့လက်ရှိအခြေအနေတွေအပေါ်မှာအားလုံးညံနဲ့ရှင်ပြီးသုံးသပ်နိုင်ကြဖို့ပဲကျွန်တော်သတင်းစကားပါခြင်းတယ်ဒါတော့ပါအဲ့တော့ဒီပဋိပက္ခမှာဖြစ်နေတဲ့အခြေအနေကိုရှောင်လွှဲနိုင်မဲ့တနက်မပေါက်မဲ့တခြားစဉ်းစားချက်နီလန်း
ဘာများစဉ်းစားမိတာရှိလဲဘုံတကားနေနဲ့နောက်ဆုံးနေနဲ့ပြောပြပါ အခုတနက်မပေါက်နိုင်မဲ့နီလန်းကျွန်တော်ဒါလူထုကိုအတိပေးပြီးတော့ဒါသွဲဝိုက်တဲ့နီးနဲ့သူတို့အကြီးအကဲတွေကိုလည်းလှမ်းပြီးတတိပေးလိုက်တာပဲသူတို့အမိတ်မပါပါဘူးအောက်ခြေတင်ဖြစ်တာပါမျိုးသူတို့မသိလိုက်ပါဘူးဆိုတာမျိုးမဖြစ်အောင်လို့ဒါကျွန်တော်ဒီလိုထုတ်ပြန်လိုက်တာတခြားတော့ခက်ရခက်စစ်စဉ်းစားရလောက်အောင်မဟုတ်ဘူးလေဘာဖြစ်လို့လဲဆိုတော့ဒီဟာကတိုက်ခိုက်ဖို့စဉ်းစားထားတဲ့အဖွဲ့အစည်းကတစ်ချိန်ကျွန်တော်တို့နိုင်ငံရေးအတွက်ရေးပါကောင်းလဲပါလာနိုင်တဲ့အဖွဲ့အစည်းပေါ့လက်ရှိလဲသူတို့အစိုးရအမိခံထားတဲ့အမျိုးသားညီညွတ်ရေးဆိုတဲ့အတိတ်ဘယ်ကိုထည့်ပြီးတော့အစိုးရအမိခံထားတဲ့အဖွဲ့အစည်းနဲ့ဖြစ်နေတာပဲလေဆိုတော့ဒါခက်ရခက်စစ်စဉ်းစားကြရမလို့ပါဘူးဟုတ်ပြီခင်ဗျားတို့ဒီမှာအောက်ခြေမှာဖြစ်နေတာမသိဘူးလားအရင်တစ်ခါလိုမျိုးကျွန်တော်တို့ဒီတိုင်းကြီးတော့ငြိမ်မနေနိုင်တော့ဘူးအရင်လိုတိတ်တိတ်လေးဖြစ်ရှင်းတာမျိုးလဲကျွန်တော်တို့မလုပ်နိုင်တော့အခုခင်ဗျားတို့မသိလို့မရဘူးဒီမှာပြည်သူအားလုံးတောင်သိနေပြီပြည်သူအားလုံးနဲ့အတူတူခင်ဗျားတို့သိပြီအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အစီအစဉ်မပါဘူးဆိုရင်ထိန်းလိုက်ပါဆိုတဲ့သဘောပဲဒီ statement ကကျွန်တော်တို့ထုတ်လိုက်တာဖြစ်တယ်အဲ့တော့ရိုးရှင်းတယ်ရိုးသားတယ်နော်အစိုးရတရက်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတယ်ဆိုရင်ဒီကိစ္စကခက်ရခက်တဲ့စဉ်းစားကြရမလို့ပါဘူးလက်နက်ကင်ပြိပခါဖြစ်မလားအဲ့လိုမဟုတ်ဘူးဆိုရင်တော့ဖြစ်လာမှာပဲဘယ်သူတားလို့မှမရဘူးဘာဖြစ်လို့လဲဆိုတော့ဒီလမ်းကတားတဲ့လူတွေရှိရင်ဟိုလမ်းကနေကိုကြောင်ကိုဝယ်ဝင်လောက်မှာအဲ့တော့ဒီကိစ္စကိုစီစဉ်နေတယ်လို့ဘိုးနဂါတို့ကဟိုရထားတဲ့အချက်လက်ရအခုဒါစွမ်းသူမောင်နဲ့ဟိုတင့်ငိမ့်ပေါ့နော်ဟိုတိထားတော့အဲ့သူတို့နှစ်ဦးအတွက်ကိုရောဗာများအခုချိန်မှာပြောလို့လဲကိုလို့ရက်ကတိုင်းပြည်နဲ့လူထုအတွက်ဒေါ်လာရေးလောက်ပါတယ်ဆိုတဲ့လူတွေရဲ့စဉ်းစားလောက်ဆောင်မှုမျိုးဟုတ်မဟုတ်စဉ်းစားပေါ့ဒါပဲပြောလို့ပါတခြားဗာများပြောစရာရှိသေးလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘိုးနဂါနေနဲ့တခြားထုတွေတော့မရှိပါဘူးကျွန်တော်တို့ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့သွားပြီးတော့လဲပြောခဲ့သလိုကြည်ပေါက်မှလည်းမဟုတ်ဘူးသွားပြီးတိုက်မှလည်းမဟုတ်ဘူးကျွန်တော်တို့နေမြဲနေရကျွန်တော်တို့အပိုင်နေမှာကျွန်တော်တို့ပြင်ဆင်ထားတယ်ကျူးကျော်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကစွမ်းကုန်ရင်ဆိုင်သွားဖို့အသင့်လူထုကိုတော့အားနာပါတယ်စိုးရိမ်နေကြတဲ့လူထုကိုတော့တကယ်အားနာပါတယ်ဟုတ်ကဲ့ဘိုးနဂါကျေးဇူးပါဟိုအားလုံးဟိုပြည့်ပြည့်လဲလဲဖြစ်ပါစေလို့ဆန္ဒပြုပါရဗျာနော်โอเคကွာကွက်လက်ပါဟုတ်ကဲ့ပါ